မန်တို့ဘာချို2015ခုနှစ်မလ17ရက်နေ့လက်ပံတန်းရဲစခန်းအေးဆက်ဆက်တမန်တလင်းပေါ်မှာခွေလေးအိတ်နေရကတက်40ကျော်လူတအုံနိုးလာတယ်တိုက်ပွဲတွေအများကြီးနှွှဲလာသမျှဒီတပွဲမှာအနှော်ခံရတယ်ဘယ်ကောင်ကဘာကြောင့်နှော်မှန်းလဲသူမသိအခုတော့လက်ပံတန်းရဲစခန်းအချုပ်ထဲမှာခွေလေးလဲနေရပြီအဖိုးကြီးထမကြီးမငယ်နဲ့ចောင်းသားတွေကြားဖေလာရတာလားခမားကိုစစ်ချက်ယူမယ်ရဲစခန်းမှုကအချုပ်ပလန်အဝါကနေကျိမ်းမောင်းရင်သူ့ကိုအပြင်ထွက်ခဲ့ဖို့ခေါ်တယ်စခန်းမှုရှိမှကျုံလေးထိုင်ရင်သူမျက်လွှာချထားလိုက်တယ်ရော့ဗျာအဖရေတောက်အောင်စခန်းမှုဘေးစပွဲမှာထိုင်နေတဲ့တပွင့်နဲ့အရာရှိလေးကရေတံမှုတစ်ခုကိုကန့်ပေးတယ်တောက်ရေတံမှုကိုမြင်တော့သူစိတ်နာနဲ့တောက်ခောက်လိုက်မိတယ်ဟဲ့လူကြီးခမားဘသူ့ကိုတောက်ခောက်တာလဲမဟုတ်ပါဘူးဘူလေးရာဒီရေတံဘူးကိုမြင်ရင်ကျွန်တော်ဘဝကိုရင်နာလုံးလို့ပါကဲစစ်ချက်ယူမယ်ခမားနာမည်စပြောကျွန်တော်နာမည်ကဘာချိုကွန်မန်ဒိုဘာချိုလို့ရေရွရင်းအတိတ်ကအပိုင်းအစလေးတွေကိုအတွေးနယ်ချက်မိတာပေါ့ရန်ကုန်ဘူတာကြီးကနေပြည်ယထာစတွက်ပြီဆိုတော့ဘာချိုပျော်လိုက်တာသူမကြခင်သိချရတဲ့မတ်သက်ဝင်နဲ့ပြားရည်စမ်းဘဝလေးပိုင်ဆိုင်ခွင့်ရပြီလေဒါလဲသူ့ရှိထိုင်ကုန်ကဒီမျက်နှာမောင်လေးတွေကျေးဇူးပေါ့ကြည်စမ်းကျေးဇူးရှင်လေးနှစ်ယောက်မျက်ခွက်လေးတွေကစုပ်ပြက်နေသလောက်ယခုအချိန်မှာတော့ဘာချိုမျက်လုံးထဲမှာရွှေမျက်ခွက်လေးတွေလိုပဲမြင်တယ်ဘာချိုကတက်ထွက်တက်မတော်ကထွက်လာတာကိုပြောတာနော်ကွန်မန်ဒိုဘာချိုဆိုတာတစ်ချိန်ကပြည်တရင်တက်ဖွဲ့တော်တော်များမှာနာမည်ကြီးအသက်40ကျော်မှခြေထောက်ကိုမိုင်းစာမှန်လို့တက်ကအနာပေးလိုက်တာနဲ့တက်ရှိမှာစပယ်ညက်ဆိုင်လေးဖွင့်ပြီးနေတဲ့လူပြိုကြီးတက်ချက်ကြီးအငိမ့်စားဘာချို40ကျော်မှစမ်းထားတယ်လို့ဆိုရမလားဒီနေ့မှတော့ဘာချိုရဲ့နှလုံးသားကိုလှုံနှိုးနိုင်သူလေးပေါ်လာခဲ့တယ်သူကဘာချိုတို့စပယ်ညက်ဆိုင်ဘေးမှာအတုပ်ဆုံဆိုင်လာထွက်တဲ့အပြိုကြီးမတ်သက်ဝေကဘာချိုတက်လေးနှစ်ငယ်တယ်မတ်သက်ဝေအကိုကစစ်သားစုဆောင်ရေးတက်ကအရာခံဖို့ဘာချိုအသက်နဲ့တော့မတိမ်မရင်ပေါ့ဘာချိုနဲ့မတ်သက်ဝေကညှိကြအစားကတော့မတ်သက်ဝေအကိုကြီးလူပြိုကြီးအရာခံဖို့စိုးနိုင်ကတိတ်သဘောမတူဘူးမတ်သက်ဝေနဲ့သူနဲ့ရင်ငံပြီး6လအကြာမှာရောက်ဖလောင်ဘိုးစိုးနိုင်ကသူ့ကိုခေါ်တွေ့တယ်ဆရာကြီးကိုကိုနှမနဲ့တိတ်သဘောတူတယ်လို့ရတော့မဟုတ်ဘူးဒါပေမဲ့ဆရာကြီးကျွန်တော်အခက်အခဲတစ်ခုကိုကူညီမဲ့ဆိုမတ်သက်ဝေကိုဆရာကြီးလက်စိတ်ချလက်ချအပ်ပါမယ်ဘာချိုအเจ้าအရာကိုမသိခင်မှတင်ချက်ချင်းခေါင်းငိမ့်လိုက်မိတယ်ကြီးမှဝတ်သက်ပေါက်တာဆိုတော့လဲကုရခက်တယ်လေဆရာကြီးကူညီရမှာကအခုကျွန်တော်တို့စုဆောင်းရေးကတပ်သားသစ်စုတာအားနဲ့လို့ထက်ကကျင်းနေတယ်အဲ့ဒါဆရာကြီးအနေနဲ့ခရီးတစ်ခုခုထွက်ပြီးတပ်သားသစ်ရသလောက်စုပေးပါတယောက်ရလဲမစိုးပါဘူးဒီလိုနဲ့အချစ်တပွဲနဲ့စစ်ပွဲတရားမင်းသားကြီးဘာချိုလူသစ်စုဆောင်းရလွယ်မဲ့ရန်ကုန်ဘူတာကြီးကိုထွက်လာခဲ့တာနောက်အပိုင်းမှာဘာချိုရဲ့မြားနှမောင်နှစ်ကောင်ဘလို့မှွေမလဲဆိုတာအသေးလေးတွေပေးပြီးစက်ကြည့်ကြမယ်နော်